အခုတလောမြန်မာနိုင်ငံတဝမ်းမှာတကယ့်ကိုအစမတန်ကြီးထွားလာနေတဲ့ပြဿနာတစ်ခုရှိပါတယ်။ဒါကတော့တရားမဝင်လောင်ကစားပြဿနာပါပဲ။ဒီကနေ့အစီအစဉ်မှာတော့တရင်ရင်းမြစ်တွေပေါ်အခြေခံပြီးဒီအကြောင်းကိုအသေးစိတ်လေ့လာသွားမှာပါ။အဖြစ်မှာဖွင့်ထားတဲ့လောင်ကစားရုံတွေတော့ကျွန်တော်တို့လက်ထက်ကဖုန်းတွေထဲကြီးရောက်လာတဲ့အလိုအန်တဲ့အများတဲ့ digital casino တွေအကြောင်းပါ။ဒီချာလေးဆွေးနွေးသွားကြရအောင်။ ကျွန်တော်ဆိုရင်ခွေးကိုဖြစ်သွားတာပဲတိန်းနေရကျော်300လောက်ကုန်သွားပြီတကယ်ကိုယဉ်နှင်းစရာကောင်းတဲ့စကားပါပဲဒါကတော့အရင်ကကိုပိုင်စီးပွားရေးနဲ့အဆင်ပြေနေတဲ့လူငယ်တယောက်ဖြစ်တဲ့ကိုထက်ရဲ့စကားပါလောင်ကစားကြောင့်ဘဝပြစ်ဒီအကျွေးနွယ်နဲ့ဘယ်လောက်တောင်နှိမ့်မွန်းသွားရလဲဆိုတာကိုဒီစကားတစ်ခုနဲ့တင်ထင်ကြမြင်နေပါတယ်တကယ်တော့တူတယောက်တည်းဒီလိုဖြစ်နေတာမဟုတ်ပါဘူးပထမဆုံးအပိုင်း1အနေနဲ့မြေပြင်အခြေအနေတွေအပြင်ကလောင်ကစားရုံတွေရဲ့အနေအထားကိုအရင်ဆုံးကြည့်လိုက်ကြရအောင်ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်မြို့ရဲ့မြေပြင်အခြေအနေကိုကြည့်မယ်ဆိုရင်တော်တော်လေးကိုအံ့ဩစရာကောင်းပါတယ်စဉ်းစားကြည့်ပါမြို့လေကောင်မှာတင်တရားဝင်လောင်ကစားရုံအနည်းဆုံး3ရုံလောက်ရှိနေတာပြီးတော့အဲ့ဒီနေရာတွေမှာမူရစ်ဆေးဝါးရောက်ချတာတွေမှာပိုးတဲ့လောက်ဆောင်နေတယ်လို့ဆိုရပါတယ်ဒါပြင်ဒေတာကန်ပြည်သူစစ်တွေနဲ့ဆက်ဆက်နေတဲ့ KTV နဲ့ဘာ30ကျော်ရှိနေတယ်လို့တရင်ရင်းမြစ်တွေကဆိုထားပါတယ်ရလက်အနေနဲ့နေစဉ်ခိုးဆိုးလွှဲမှုတွေတိတိတတ်တာမြင့်တက်လာပါတယ်မူဆယ်ဆိုတာကစစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားရိုးရဲထိန်းချုပ်ထားတဲ့နေရာဖြစ်တော့တိုက်ပွဲတွေကြားမှာဒီလိုဒုစရိုက်မှုတွေကပိုပြီးအမြင့်တွေကြီးထွားလာနေတာပါကဲအပြင်ကနေတဆင့်အခုအပိုင်းနဲ့ကျွန်တော်တို့ဖုန်းဒီစီရောက်လာတဲ့ digital မျိုးဆွဲမှု online game တွေအကြောင်းဆက်သွားကြအောင်ဒီ online game တွေပြည့်နှက်နေတဲ့အတိုင်းတာကတကယ်ကိုကြောက်ခမန်းလေးပါပဲရိုးရရှန်ကိုမီကနေစပြီး slot game တွေငါးပစ် game တွေနောက်ဆုံးနာမည်ကြီး Squid Game စကားကိုအခြေခံထားတဲ့လောင်ကစားတွေထိအားလုံးပေါင်း game မျိုးစား900ကျော်လောက်ရှိနေပါတယ်အခုလိုစီးပွားရေးကျတဲနေတဲ့ချိန်မျိုးမှာဒါကိုပဲငွေရပေါက်ရလန်ထပ်ပေါက်တစ်ခုလိုထင်မှတ်လာအောင်အကြီးအကျယ်ပုံဖော်ကြော်ညာနေကြတာဖြစ်ပါတယ်ဒီတော့သူတို့ကဘယ်လိုနီလန်းတွေသုံးပြီးလူတွေကိုဆွဲဆောင်လဲဆိုတာကြည့်အောင်ပထမဆုံးအနေနဲ့အနိုင်ရနိုင်ခြေ80ရာခိုင်နှုန်းနဲ့အထက်ရှိတယ်ဆိုပြီးကြီးကြီးကျယ်ကျယ်မလုံးပေးပါတယ်ပြီးတော့ Telegram လိုနေရာမျိုးမှာပါတာပြန်ရုပ်ရှင် channel လေးထောင်အဲ့ဒီကြားထဲကနေကြော်ညာတွေကိုလိမ်မာပါနာစွာထည့်သွင်းကြတယ်နောက်ထပ်အောင်စရာကောင်းတာကလူတယောက်ကို SMS ကနေသဖြင့်မိတ်ဆက်ပေးုံနဲ့3099ချက်ရမယ်ဆိုပြီးဆွဲဆောင်တာပါပဲတကယ်ကိုအခက်ခဲဖြစ်နေတဲ့ပြည်သူတွေကိုဖိမှတ်ထားတဲ့အလွန်ကိုရန်လိုတဲ့အစည်းအကွက်ရှာဖွေရေးနည်းဗျူဟာတွေပဲဖြစ်ပါတယ်ဒီနေရာမှာအပိုင်း3အနေနဲ့ဒီ game တွေရဲ့နောက်ွယ်ကစနစ်ကြီးလိမ့်လျံနေတဲ့ algorithm အကြောင်းကိုပြောပြချင်ပါတယ်ဒီချက်ကအရန်အရေးကြီးပါတယ်အဲ့ဒါကတော့ algorithm 1006ပါပဲအလွယ်ဖိုးအရင်သူတို့ကအစာပိုင်းမှာအနိုင်လေအများကြီးပေးပြီးကစားသူကိုစိတ်လှုပ်ချအောင်အရင်ဆုံးလုပ်ပါတယ်ကစားသူကနိုင်နေတာပဲဆိုပြီးဆွဲလန်းသွားလို့လောင်းကြီးတွေတိုးလာတဲ့အခါမှာတော့ algorithm ကချက်ချင်းပြောင်းလဲသွားပြီးအရှုံးကြီးရှုံးအောင်စနစ်တကျလှုပ်ချလိုက်ပါတော့တယ်နောက်ဆုံးမှာကစားသူဟာယုံထွက်လို့မရတဲ့အကျွေးနွမ်းနဲ့ကျသွားတော့ပါပဲဒီုံနိုင်ကမှခြေဆက်ချတဲ့စာပါတွေကနေစနစ်တကျရေးဆွဲထင်းချုပ်ပြီးဒီလိုငွေကြေးခဝါချနေတာဖြစ်ပါတယ်ဒီ85ရာခိုင်နှုန်းဆိုတဲ့ကိန်းဂဏန်းလေးကိုတေချာစဉ်းစားကြည့်စေချင်ပါတယ်ဒါကပြည်တွင်းမှာရှိတဲ့ course တွေ agent တွေရနေတဲ့ commission နှုန်းထားပါဆိုလိုတာကကစားတဲ့သူအရှုံးပေါ်ရတဲ့ငွေရဲ့85ရာခိုင်နှုန်းအထိကိုသူတို့ကပြန်ရနေတာပါဒါကြောင့်လဲဒီ course တွေဟာကြော်ညာဆက်ရဲ့အတွက်တလကိုတင်းဆက်ကဏ္ဍကနေရာကဏ္ဍအထိအတိုင်းအားတိုင်းသုံးဆွဲပြီးတော့လူသစ်တွေကိုအတဲတန်ရှာဖွေနေကြတာဖြစ်ပါတယ်အခုဆိုရင်အပိုင်းလေးအနေနဲ့ဒီ algorithm တွေကိန်းကဏ္ဍတွေရဲ့အလုံးကလက်တွေ့ဘဝဆုံးရှုံးမှုတွေအကြောင်းကိုကြည့်ကြရအောင်ကိုမျိုးရဲ့ဇက်လန်ကတော်တော်လေးစိတ်မကောင်းစရာပါသူဟာအစပိုင်းမှာ350လောက်အထိနိုင်ခဲ့ပါတယ်ဒါပေမဲ့စောစောကပြောသလို algorithm ကပြန်ဖြတ်ချလိုက်တဲ့အခါသူ့မှာစူးစောင်းထားသမျှအကုန်ကုန်သွားပါတယ်အခုဆိုရင်အလုံးလက်မဲ့ထထွားတဲ့အပြင်စဉ်းစားကြည့်ပါသူတငယ်ချင်းတချို့ဆိုရင်လောင်းကစားလုပ်ဖို့ company ငွေကိုအလွဲသုံးစားလက်မီလို့ထောင်မှာကျသွားကြပါတယ်အစပိုင်းရလိုက်တဲ့အာမေမှုကနေစနစ်တကျဖျက်ဆီးခံလိုက်ရတာနောက်တဲ့တာရကတစ်ခုကတော့ဒေတာခန်ဆိုင်ရှင်အမျိုးသမီးတူရဲ့အဖြစ်ပါသူကငွေ8000လောက်ရင်းရကနေ30လောက်ရခဲ့တယ်အဲ့ဒီမှာတင်လောဘတက်ပြီးစက်ကစားရင်းနဲ့နောက်ဆုံးတော့သူ့ရဲ့ဆိုင်လေးရောက်ဆိုင်ကပါရောင်းလိုက်ရတဲ့အပြင်အချွေးသိန်း90လောက်ပါတင်သွားခဲ့ရပါတယ်လောင်ကစားကပေးဟရာဤစစ်လောက်ရှာမှုကိုလိုက်ရှာရင်းနဲ့ကိုယ့်ရဲ့ဘဝတစ်ခုလုံးဆုံးရှုံးသွားတာတကယ်ကိုရင်နာစရာပါပဲဒီလောက်ဆိုရနေတဲ့အခြေအနေမှာအပိုင်းကစနစ်ပိုင်းဆိုင်ရာကြာရှုံးမှုတွေကိုကျွန်တော်တို့ဆက်ပြီးစမ်းစစ်ကြည့်ကြရအောင်လူတွေကထင်ကောင်းထင်လိမ့်မယ်ဥပဒေမရှိလို့လားဆိုပြီးတော့တကယ်တော့2019ခုနှစ်လောင်းကစားဥပဒေကိုပြန်ကြည့်မယ်ဆိုရင် electronic PC တွေနဲ့စက်တော်ရေးနည်းပညာ3ကိရိယာတွေကိုလောင်းကစားကိရိယာတွေအဖြစ်အတိအလင်းပြတ်ထန်းထားပြီးသားပါဥပဒေကရှင်းနေပါတယ်ဒါပေမဲ့မြေပြင်မှာတရားဥပဒေစိုးမိုးရေးရန်တရားကလုံးဝပြိုကျနေလို့သာအခုလိုတွေဖြစ်နေရတာပါဒီနေရာမှာတကယ်ကိုစန့်ကျင်ဘက်ဖြစ်နေတဲ့အခြေအနေနှစ်ခုကိုရှင်းကြည့်စေချင်ပါတယ်တစ်ဖက်မှာလမ်းမတွေပေါ်မှာဖုန်းတွေက VPN အသုံးပြုမှုကို
ကြာပန်းစစ်စစ်ပြီးတန်ရိုက်တဲ့ဖမ်းဆီးတာတွေတင်းတင်းကြပ်ကြပ်လုပ်နေကြပါတယ်ဒါပဲနောက်တစ်ဖက်မှာကျတော့အဲ့ဒီဖုန်းတွေထဲမှာပဲတရားမဝင်လောင်ကစား application တွေဖက်နှက်နေတာကိုတော့လုံးဝကိုလိလူစုထားတာကိုထင်ထင်ရှားရှားတွေ့ရမှာပါ သတင်းရင်းမြစ်တွေရဲ့ဖော်ပြချက်တွေအရ2024ခုနှစ်ဖေဖော်ဝါရီလတုန်းကကာဝရှိသူတွေကထိထိရောက်ရောက်အရေးယူမယ်လို့အစည်းအဝေးတွေမှာကြေညာခဲ့ပါသေးတယ်။ဒါပေမဲ့လည်းနိုင်ငံရေးလက်လာသုံးသက်သူတွေထောက်ပြတာကတော့နိုင်ငံတော်ဝန်ကပဋိပက္ခတွေနေမီစုံမမရှိတာတွေနဲ့မတည်ငြိမ်မှုတွေကြောင့်ဒီလိုဖန်ဆီးအရေးယူမဲ့လုပ်ငန်းစဉ်တွေဟာလက်တွေ့မှာမထီအောင်ပဲနာမည်ခံတတ်တာဖြစ်နေတယ်လို့ဆိုပါတယ်။ဒီတော့အဆုံးသက်အနေနဲ့ဒီမိကုန်းလေးကိုအားလုံးစဉ်းစားကြည့်ဖို့ခြံထားခဲ့ခြင်းပါတယ်။ကျွန်တော်တို့နေ့စဉ်ကိုင်တွေအတုံးပြနေတဲ့လက်တကန်းစာဖုံးတစ်လုံးဟာမြန်မာရဲ့နာမှာဘလို့လောက်ကြီးအန်တရာများလုံးနေရာတစ်ခုဖြစ်လာခဲ့ရတာလေလွယ်လွယ်နဲ့ငွေရမယ်ဆိုတဲ့မလုံးတွေက digital ကဘာကိုယုံထွက်လို့မရတဲ့ထောင်ချောင်းတစ်ခုအဖေဘလို့ဖန်တီးလိုက်တာလဲဆိုတာကိုပေါ့အဖြစ်ရှာရခက်ခဲတဲ့ဒီပြဿနာကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်လေ့လာသွားကြအောင်ပါကဲဒီကနေ့လေ့လာတုံးတက်မှုအစီအစဉ်ကိုအဆုံးထိလိုက်ပါပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်